လိုလားအပ်တဲ့အကျွေးတွေကနေဘလို့ယုံထွက်ကြမလဲမလိုလားအပ်တဲ့အကျွေးနုတန်နေရကနေယုံထွက်ရတာကရင်းနှီးနေတဲ့သူတယောက်ကမ်းမော်တက်ရတယ်လို့ပါပဲအားဆိုင်ရပေမဲ့စနစ်တကျလှုပ်ဆောင်ရင်အញ្ញံဆုံးလွတ်မြောက်နိုင်ပါတယ်နံပါတ်1အကျွေးသေးထပ်မယူပါနဲ့ဥပမာလှေတဲ့ရေဝင်နေတဲ့ဆိုပါစို့ဒါဆိုရင်ရေပတ်ထုတ်ရုံနဲ့မပြီးပါဘူးပေါက်နေတဲ့အပေါက်ကိုအရင်ဖားရပါမယ်ဒီလိုပဲအကျွေးဟောင်းဆက်ဖို့အကျွေးသေးယူတာကလေပေါက်ကိုခြေတာနဲ့တူပါတယ်ဒါကြောင့်မို့ဘလောက်ပဲခက်ခဲပါစေအကျွေးသေးထည့်ယူရမယ့်အခြေအနေမျိုးမရအောင်ရှိရနဲ့ခြေတာ30တင်ပါတယ်နံပါတ်2အတိုးများဆုံးကိုအရင်သက်ပါကို့မှာအကျွေးသုံးလေးနေရာရှိနေရင်အတိုးများဆုံးပေးရတဲ့အကျွေးကိုအရင်ဆုံးကြည်အောင်ဆက်ရပါမယ်ဒါဟာငွေကုန်ကြေးကျအသက်သာဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်ကျန်တဲ့အကျွေးတွေကိုတော့အနည်းဆုံးပေးရမယ့်ပမာဏပဲပေးထားပြီးလက်ထဲရှိသမျှပိုတဲ့ငွေအားလုံးကိုအတိုးကြီးဆုံးအကျွေးတွေပဲပုံထည့်ပြီးအမြန်ဆုံးဖြတ်ပစ်သင့်ပါတယ်။နံပါတ်3လိုအပ်ရင်ပစ္စည်းရောင်းပြီးဆက်ပါအကျွေးရလုပ်ဖို့အတွက်ဆိုရင်အိမ်မှာမသုံးမဲထားတဲ့ပစ္စည်းတွေဥပမာရွှေဖုံးအပိုးပစ္စည်းတွေကိုရောင်းချပြီးအကျွေးဆက်နိုင်အောင်ရင်လုပ်ပါပစ္စည်းဆိုတာနောက်မှပြန်ရှာလို့ရပါတယ်အကျွေးတိုးဆိုတာကတော့ဒီနေ့မဆက်ရင်မနှက်ပြန်ပုံများလာမယ်ဆိုတာကိုသတိပြုပါငွေကြေးစီမံခန့်ခွဲမှုဆိုတာကတညာရဲနဲ့တက်မြောက်သွားတဲ့ပညာရဲမဟုတ်ဘဲစီကံနဲ့အလေးချင်းပေါ်မှာအခြေခံပါတယ်။တင်းငယ်တဲ့စူးစောင်းမှုလေးတွေကနေစတင်ပြီးမှန်ကန်တဲ့ငွေကြေးသိပညာနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင်ကင်းပြချင်းတဲ့ဘဏ္ဍာတွေကိုအခက်အခဲမရှိရောက်ရှိနိုင်မှာဖြစ်ပါတယ်။အခြေခံငွေကြေးစီမံခန့်ခွဲမှုနည်းလမ်းလေးတွေဖြစ်တဲ့ဝင်ငွေနဲ့ပေမဲ့စုမိဆောင်မိရှိအောင်ဘယ်လိုလုပ်မလဲမိသားစုဝင်ငွေနဲ့ထွက်ငွေကိုစနစ်တကျစည်းရေးမှန်နီး50 30 20စီးမြင့်မလိုလားတဲ့အကျွေးတွေကနေဘယ်လိုရုံထရမလဲဆိုတဲ့နီလန်လေးတွေကိုပြပြသွားတဲ့ဗီဒီယိုလေးတွေရဲ့အတိုင်းမိမိတို့ရဲ့ငွေကြေးကိုဒီနေ့ကစပြီးကိုယ်တိုင်ဥဆောင်စီမံခန့်ခွဲဖို့အတွက်တိုက်တွန်းလိုက်ရပါတယ်ရှင်။